Guten Morgen ဒီနေ့မှာတော့အမက German ရဲ့ possessive article နဲ့ပတ်သက်ပြီးတော့ဒီ video လေးမှာမျှဝေပေးချင်ပါတယ်ဆိုတော့အမတို့တွေ masculine နဲ့ပတ်သက်တဲ့ article မှန်သမျှက de nitra က des feminine ဆိုရင်တော့အမတို့ d ပေါ့နော် plural ကလည်းပဲ d ပဲဆိုတော့ဒီမှာ mind ဆိုတာဒီအမတို့ each each ဆိုတာကကြတော့ကျွန်ုပ်ငါဒီလိုမျိုးအဓိပ္ပာယ်ရတယ်ပေါ့ဆိုတော့ဒီမှာ each ကိုအမတို့ပြောမယ်ဆိုရင် each ရဲ့ possessive article ကကြတော့ my brother ဆိုတာကကြတော့အကိုမောင်ဒီလိုမျိုးအဓိပ္ပာယ်ရတာပေါ့နော်ဆိုတော့ my brother ဆိုတာကကြတော့ဒါကျွန်ုပ်ရဲ့အကိုဒါငါရဲ့အကိုငါရဲ့မောင်ဒီလိုမျိုးအမတို့ဆိုလိုပါတယ်ဆိုတော့နောက်တစ်ခုကကြတော့ article des des ရဲ့သူ့ရဲ့ဒီ possessive article ကြည့်မယ်ဆိုရင်မတော်ဒီမှာ my kin ဆိုတာကြတော့ကလေးသူ့ရဲ့မွေး article ကကြတော့ des kin ကလေးအဲ့တော့ my kin ဆိုလို့ရှိရင်ဒါငါရဲ့ကလေးဒီလိုမျိုးပြောတာငါရဲ့ကလေး my kin နောက်တစ်ခုကကြတော့ talk ကမွေး article ကကြတော့ d feminine ပေါ့နော်ဆိုတော့ဒီမှာကျတော့ my နဲ့ talk ဆိုတာကျတော့သမီးကိုပြောတာ my နဲ့ talk ဒါငါရဲ့သမီးအဲ့ဒီမှာအမတို့ကarticle de နဲ့ des ဆိုလို့ရှိရင်တော့အမတို့က my နဲ့သုံးတယ် my နဲ့သုံးပြီးတော့အမတို့က article d ဆိုလို့ရှိရင်တော့အမတို့က my နဲ့သုံးတယ် article d မှန်သမျှကိုအမတို့က my နဲ့သုံးတယ်နော်အဲ့လိုမျိုးပေါ့ဒါကကြတော့ each နဲ့ပတ်သက်တဲ့ possessive article ကိုပြောတာနော်ဒါငါရဲ့အကိုငါရဲ့မောင်ငါရဲ့ကလေးဒါငါရဲ့သမီးအဲ့လိုမျိုးဆိုလိုတာဖြစ်ပါတယ်ဆိုတော့ plural ကကြတော့အမတို့က d နဲ့အတူတူပဲ my နဲ့ kinder ငါဒါကပေါ့နော်ငါရဲ့ကလေးတွေဒီလိုမျိုးအဓိပ္ပာယ်ရတယ်ဆိုတော့နောက်တစ်ခုကကြတော့dine ကိုကြည့်မယ်ပေါ့နော်dine ဆိုတာကကြတော့အမတို့ဒူကနေလာပါတယ်သင်မင်းပေါ့နော်ဒါကတော့ informal နဲ့သုံးတဲ့ဟာပေါ့သင်မင်းဒီမှာ dine brother ဆိုတာကြတော့ဒါအကူမောင်ပေါ့နော် dine brother ဆိုတာကကြတော့နင်းရဲ့အကူမင်းရဲ့အကူမင်းရဲ့မောင်နင်းရဲ့အကူနင်းရဲ့မောင်ဒီလိုမျိုးပြောတာပေါ့နော် dine kinဆိုတာကကြတော့မတို့ကလေး dine kinဒါမင်းရဲ့ကလေးနင်းရဲ့ကလေးအဲ့လိုမျိုးပြောတာနောက်တစ်ခုဒီမှာကျတော့ feminine ဖြစ်သွားတဲ့အကြောင်းမလို့မတော့ dine နဲ့ talk နင်းရဲ့သမီးနောက်က article က d ဖြစ်တဲ့အကြောင်းမလို့ဒီမှာ dine နဲ့ဆိုတာဖြစ်သွားတယ်နောက်တစ်ခု ear brother ဒီ ear ဆိုတာကကြတော့အမတို့ဘယ်ကလာလဲဆိုရင် formal z ကနေလာတာformal z ကနေလာတာပေါ့နော် ear brother ဆိုတာဒါလူကြီးမင်းရဲ့အကိုလူကြီးမင်းရဲ့မောင်ဒီလိုမျိုးသုံးတာအမတို့က formal နဲ့သုံးတဲ့အသုံးပေါ့နော်ဘာလို့ဆိုတော့နောက်တစ်ခုကကြတော့ ear မှာအသေးတစ်ခုရှိသေးတယ်အဲ့ဒီ ear ကအမတို့အကြီးနဲ့ဒီရှေ့မှာပေါ့နော်ဒီရှေ့မှာရှိရဲ့ e အဲ့ဒီ e ကိုလိုက်ပြီးတော့အမတို့ကဒီအဓိပ္ပာယ်ကကွဲသွားတာပေါ့လေဥပမာ ear အသေးဆိုလို့ရှိရင်အဓိပ္ပာယ်ကတစ်မျိုးဖြစ်သွားတယ်ဒီ ear ကကြတော့ ear ဒီ e ရှေ့ကစလုံး e အကြီးကကြတော့မတို့ formal စီကနေလာတာဖြစ်ပါတယ်အဲ့မှာ ear brother ဆိုတာဒါလူကြီးမင်းရဲ့အကိုလူကြီးမင်းရဲ့မောင်လို့အဓိပ္ပာယ်ရတယ်နောက် ear kin ဆိုတာကလည်းဒါလူကြီးမင်းရဲ့ကလေးပေါ့နော်နောက်ဒီမှာ ear ရဲ့ daughter ဒီမှာ ear ရဲ့ daughter လို့ဖြစ်တာဘာကြောင့်လဲဆိုရင်ဒီမှာ daughter ဆိုတာဒီမတို့ကarticle d ကနေလာတဲ့အတွက်ကြောင့်မို့လို့အမတို့ကဒီမှာရှေ့က ear က ear ဆိုတာဖြစ်သွားတယ်နော်အဲ့တော့အမတို့ကဒီမှာကြည့်မယ်ဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ each ရဲ့ possessive article ဆိုလို့ရှိရင်တော့ my နဲ့ do ဆိုလို့ရှိရင်တော့အမတို့က dine နဲ့နောက်တစ်ခု
Z ကိုကြည့်မယ်ဆိုရင် ear 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 ဒီလိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အမတို့နောက်ကဒီ plural ကကြတော့အမတို့ကဒီအများကိန်းကကြတော့အမတို့ဒီ article ဒီ feminine နဲ့အတူတူပဲ mine kinder ငါရဲ့ကလေးတွေနော်ဒိုင်နဲ့ kinder နင်းရဲ့ကလေးတွေ ear kinder အဲ့လိုမျိုးပေါ့နော်နင်းရဲ့ကလေးတွေဒီ ear ကကြတော့အမတို့ကကြတာ formal နဲ့သုံးတာဒီဒိုင်နဲ့ဒီဟာကြတော့အမတို့ informal နဲ့သုံးတာပေါ့နော်ဆိုတော့အမကအခုဒါလေးကကြတော့ possessive pronoun နဲ့ sorry possessive article နဲ့ပတ်သက်ပြီးတော့အမ each ရဲ့ do ရဲ့နောက် formal z နဲ့ပတ်သက်ပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်နောက်တစ်ခုအမတို့ verb conjugation လေးကိုနည်းနည်းကြည့်ရအောင်ဆိုတော့ verb conjugation မှာအမတို့ဒါကတော့အလွတ်ကျရမယ့်ဟာပေါ့နော်အလွတ်ကျရမယ့်ဟာဆိုတော့ဒီမှာအမတို့ဒီမှာရှေ့မှာleben ဆိုတာကြတော့အမတို့နေထိုင်သည်ဆိုတဲ့ verb ပေါ့နော်နေထိုင်သည်ဆိုတဲ့ verb ကို conjugate လုပ်မယ်ဆိုလို့ရှိရင်တော့ဒီမှာသူကဒါရိုးရိုးပဲအမတို့regular verb ပေါ့ regular verb ဖြစ်တဲ့ကြောင့်မို့လို့သူ့ကိုပုံသေးနည်းနဲ့ပဲအမတို့ကအစားသွင်းလို့ရတယ်each ဆိုလို့ရှိရင်တော့ a ပေါင်းတယ်နော်ရှေ့ကleben မှာရှေ့က verb strand ကိုဒီတိုင်းထားတယ်ထားပြီးတော့နောက်က an ကိုဖြုတ်ပြီးတော့အမတို့ကပုံမှန်အတိုင်းပေါ့နော် regular verb တွေမှာအစားသွင်းတဲ့အတိုင်းပဲအစားသွင်းသွားရင်ရပါပြီဆိုတော့ each ဆိုရှင်တော့ a ပေါင်းတယ် do မှာဆိုရင်တော့အမတို့က st az မှာ t vr an ear t zz an ဒီလိုပေါင်းလိုက်တာနဲ့ရသွားပြီဒါကတော့ regular verb ပေါ့ regular verb ဖြစ်တဲ့အကြောင်းလို့အမကဒီလိုမျိုးast tan ပေါင်းလိုက်ရင်ဒါ conjugate လောက်တာပြီးသွားပြီပေါ့နော်ဒါပေမဲ့နောက်တစ်ခုကြည့်မယ်ဆိုရင် heizen ဆိုတာကကြတော့အမတို့ကကြ irregular verb ပေါ့ heizen ဆိုတာကြအမိတွင်သည်ခေါ်သည်ကိုပြောတာဖြစ်ပါတယ်ဒီမှာတော့အမတို့ဒီရှေ့က regular verb လိုမျိုးအမတို့ကစလုံးလေးတွေနောက်မှာပေါ့နော်ဒီကတ်လိုက်ဥမာဒီ formula ထည့်လိုက်တယ်ရုံနဲ့မရတော့ဘူးဒီမှာကျတော့အမတို့ကကျတော့အသေးမှတ်ကြက်ရတာဖြစ်သွားပြီ each ဆိုလို့ရှိရင်တော့အမတို့ heiser do ဆိုလို့ရှိရင်တော့ heis နော်နောက်ထပ် as ဆိုလို့ရှိရင်တော့ heis vr heisen ear heis zz heisen ဒီလိုမျိုးဖြစ်သွားတယ်အဲ့လိုပဲနောက်တစ်ခု spraction ဆိုတာကကြတော့အမတို့စကားပြောသည်နော်စကားပြောသည်ဒီမှာ each ဆိုတဲ့ခါမှာသူကဒီမှာပုံမှန် regular verb လိုမျိုးအမတို့က ast tan ပေါင်းတဲ့အပြင်မှာအမတို့ဘာလေးတွေ꿰သွားလဲဆိုရှင် do မှာဆိုလို့ရှင်တော့ဒီမှာ do မှာက a နေရာမှာเนาะအမတို့ကဒီမှာ e ပြောင်းသွားတယ် lc နေရာမှာလည်းပဲအဲ့လိုပဲ e နေရာမှာ sorry in နေရာမှာမတို့ကကျတော့ e ပြောင်းသွားတယ်နှစ်ခုပေါ့နော်ကျန်တာတွေကကျတော့ဒီတိုင်းပဲရှေ့က verb strand ကိုထားပြီးတော့နောက်က an ကိုဖြုတ်ပြီးတော့အမတို့ ast tan ပေါင်းတာတော့အတူတူပဲဒါပေမဲ့ do နဲ့အမတို့ကဒီ as မှာဆိုလို့ရှင်တော့ထူးခြားချက်ပေါ့နော်ဒီ a နေရာမှာမတို့က e လေးတွေပြန်ပြီးတော့ပေါင်းလိုက်တာရှိတယ်ပေါ့နော်ဒါကကျတော့ verb conjugate နဲ့ပတ်သက်ပြီးတော့ဗောနော် regular verb ရဲ့ဒါမတူညီတဲ့ irregular verb တွေမှာမတို့ conjugate လောက်တာလေးကိုအမကsharing လုပ်ပေးရပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲ danke